အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဝင်မြစရာအကြောင်းအရာလေးတစ်ခုကတော့မနက်ခင်းတစ်ခုရဲ့အရေးပါပုံလေးပါပေါ့နော်အဲ့တော့မနက်ခင်းတစ်ခုဆိုတာကျွန်တော်တို့နေ့တစ်နေ့တာရဲ့အစပြုချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့နေ့တစ်နေ့တာရဲ့တာတော့ကအရန်ကိုအရေးပါလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလည်းပဲအရင်တော့က morning person တယောက်မဟုတ်ဘူးပေါ့နော်အဲ့တော့မနက်ခင်းအိပ်ရထားရတာအရန်ကိုခက်တယ်အဲ့တော့ညဘက်ဆိုလို့ရှိရင်ဘယ်လောက်ထိအလုပ်တွေစူးစမ်းပြီးတော့ပဲလောညနေအောင်နေနိုင်တယ်ပေါ့နော်မနက်အိပ်ရစောစောမထနိုင်ဘူးဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်စူးစမ်းပြီးတော့ပြောင်းလဲကြည့်တယ်ပေါ့နော်အဲ့တော့ညဘက်ဒီမှာလည်းပဲကျွန်တော်လုပ်တလို့မျိုးပုံမှန်လေးအိပ်ဆက်နိုင်အောင်ကြိုးစားတယ်ပြီးတဲ့အခါမှာမနက်ကိုလည်းပဲအိပ်ရာလေးနည်းနည်းလေးစောစောထပြအောင်ပို့ပြီးတော့ကြိုးစားကြည့်တယ်အဲ့လိုကြိုးစားတဲ့အခါမှာမနက်ခင်းတစ်ခုကကျွန်တော်အိပ်ရာစောစောနိုးထပြီးတဲ့အခါကျလို့ရှိရင်မိမိရဲ့လှုပ်ရှားရှိတာတွေအလုပ်တွေကိုအများကြီးပို့ပြီးပြီးစီတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒါမနက်ခင်းတစ်ခုမှာစပြီးတော့ဖြစ်တည်တဲ့เนาะကျွန်တော်တို့ရဲ့ဒီစိတ်အခြေအနေလေးရတစ်နေ့တာလုံးကိုလွှမ်းမိုးမှုတွေရှိစေတယ်ပေါ့နော်အဲ့တော့ဇကာပုံလေးတစ်ခုရှိတယ်ပေါ့နော်အားလုံးလည်းကြားဖို့ပါလိမ့်မယ် one small positive thought in the morning can change your whole day မနက်ခင်းတစ်ခုမှာစတင်ပြီးတော့ဖြစ်တယ်ပေါ့နော်ဒီတွေးကောင်းတဲ့အတွေးလေးပဲဖြစ်ဖြစ်မကောင်းတဲ့အတွေးလေးပဲဖြစ်ဖြစ်ဒါဒီတစ်နေ့တာလုံးကိုပါသွားစေတယ်ပေါ့နော်ဒါဒီတစ်နေ့တာလုံးကိုဒီအရှိန်လေးတစ်ခုရသွားစေတယ်ပေါ့နော်မနက်ခင်းမှာကိုကစိတ်ကြည်လေးအေးချမ်းတယ်ဆိုလို့ရှိရင်တစ်နေ့တာလုံးမှာစိတ်ကြည်လေးအေးချမ်းဖို့အတွက်ထောက်ပံ့ရစေတယ်အဲ့တော့မနက်ခင်းမှာစိတ်ညစ်တယ်ဒေါသဖြစ်စရာရင်းနဲ့ကြုံတွေ့ရဆိုလို့ရင်တစ်နေ့တာလုံးကိုစိတ်ညစ်စရာစိတ်တူစရာရင်းနဲ့ဖြတ်သန်းဖို့အတွက်ကျွန်တော်တို့ဒါအရှိန်တစ်ခုဖြစ်သွားစေတယ်ပေါ့နော်ဒါကိုတော့ကျွန်တော်တို့ဒါ snowball effect လို့လည်းခေါ်တယ်snowball effect ဆိုတာကတော့အဲ့တော့အစာပိုင်းမှာဒီနှင်းလုံးလေးကတိတိလေးပဲပေါ့နော်လိန်နဲ့အောက်မှာရှိရဲ့နှင်းနေနဲ့ကန်တဖြည်းဖြည်းနဲ့လိမ့်ကနဲ့ကြီးလာသလိုပဲမနက်ခင်းတစ်ခုမှစလိုက်တဲ့အချိန်မှာဖြစ်တဲ့ emotion လေးတွေစိတ်ခံစားချက်လေးတွေအတွေးလေးတွေကကောင်းတဲ့အတွေးဆိုရင်ကောင်းတဲ့အရာမကောင်းတဲ့အတွေးဆိုမကောင်းတဲ့အရာဒါကတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာစေတဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါမနက်ခင်းကိုလည်းပဲစူးစမ်းပြီးတော့မနက်ခင်းကိုအိပ်ရာလေးစောစောထနိုင်တယ်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်ဒါကလည်းတယောက်နဲ့တယောက်နဲ့တော့တူချင်မှတူမယ်ပေါ့နော်တချို့အတွက်ကကြောက်လည်းပဲမနေ့ကအိပ်ရာထတာကိုယ့်အတွက်အရန်ခက်ခဲလိမ့်မယ်ဒါပေမဲ့နေတိုင်းမဟုတ်ရင်တော့မှရန်ခါစူးစမ်းပြီးတော့ထစီခြင်းမှာတော့ပြီးတဲ့ခါကျလို့ရှိရင်နောက်ထပ်မနေ့ကမှာအရေးကြီးတဲ့အရာတစ်ခုပေါ့နော်ကျွန်တော်တို့အများကြီးအကျိုးကျေးဇူးရှိစေတယ်အဲ့ဒါကတော့မနေ့ကရဲ့ morning sunlight မနက်ကင်းရဲ့နေအောင်ကြည်လေးပေါ့နော်မနက်ကင်းရဲ့နေအောင်ကြည်လေးကိုခံယူပေးခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့မှုအတွက်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေအတွက်ကောင်းမွန်စေတယ်ကျန်းမာရေးအတွက်လည်းအများကြီးကောင်းမွန်စေတယ်နေအောင်ကြည်ကဗီတာမင် D ဓာတ်တွေရရှိစေတယ်အဲ့တော့အခုခေတ်မှာကျွန်တော်တို့ကအဲကွန်ကန်ထဲမှာနေအောင်ကြည်အောက်မှာအလုပ်လုပ်ကြတယ်အပြင်သွားတယ်ဆိုလို့ရှိရင်လည်းပဲအမိုးအကာတွေနဲ့เนาะကျွန်တော်တို့ကအုတ်ထုပ်တွေအိမ်လက်ရှိတွေနဲ့သွားကြလာကြအသားရည်ပျက်စီးမှာဆိုလို့ပေါ့နော်အဲ့ဒီခါလေးမှာဗီတာမင် D တွေကျွန်တော်တို့ချို့တဲ့ကြတာရှိတယ်ဒါကတော့ကျွန်တော်တို့ဒါထားပါတော့ဗောနော်အဲ့ဒါဆေးဘက်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါကတော့အဲ့လောက်ထိကျွန်တော် highlight မလုပ်ချင်ဘူးအဲ့တော့အဓိကကတော့ကျွန်တော်တို့မနက်ခင်းမှာအဲ့ရစောစောထားတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့ကျွန်တော်စိတ်ချမ်းမြေ့မှုတွေဖြစ်စေတယ်ကောင်းမွန်တဲ့အလေးချိန်လေးတွေလှုပ်ဆောင်ဖြစ်စေတယ်ဗောနော်အဲ့လိုမျိုးကျွန်တော်မနက်ခင်းအဲ့ရထားလိုက်ခါမနက်ခင်းရဲ့နေအောင်ကြည်လေးတွေကိုလည်းပဲပို့ပြီးတော့ကျွန်တော်ရရှိစေတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့မနက်ခင်းအဲ့ရစောစောထားတယ်စူးစမ်းပြီးတော့ဗောနော်အဲ့တော့တီတီချာချာလေးလုပ်ခဲ့တာဆိုလို့ရှိရင်နှစ်အနည်းငယ်ကြာခဲ့ပြီဗောနော်အများကြီးအကျိုးကျေးဇူးရှိစေတယ်။ဒါကြောင့်မနက်ခင်းအဲ့ရစောစောထပြစ်သွားတဲ့အခါကျလို့ရှိရင်ခါတိုင်းမလုပ်ဖြစ်တဲ့အရာလေးတွေပိုပြီးလုပ်ဖြစ်လာလိမ့်မယ်။ခါတိုင်းကျွန်တော်တို့ကောင်းတဲ့အတွေးလေးတွေမတွေးဖြစ်တာလေးတွေပိုတွေးဖြစ်လာလိမ့်မယ်။ကိုယ့်ရဲ့ morning routine လေးတွေဖန်တီးနိုင်တယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာလေးတွေပိုပြီးဖြစ်ပေါ်လာတယ်။ဒါကြောင့်မို့ကျွန်တော်သင်တန်းလေးတွေကိုလည်းပဲကျွန်တော်ဖွင့်တဲ့အခါမှာမနက်ခင်းအတန်းလေးတွေလည်းကျွန်တော်ဖွင့်ပေးတယ်ပေါ့နော်။မနက်6နာရီအတန်းလေးတွေ။ဘာကြောင့်လဲဆိုလို့ရှိရင်လူတွေကိုမနက်အဲ့ရစောစောထပြစ်သွားစေခြင်းနဲ့ပြီးတော့တစ်ခုမဟုတ်တစ်ခုပေါ့နော် productive ဖြစ်တဲ့အလုပ်တစ်ခုမဟုတ်တစ်ခုကိုလှုပ်ဆောင်ဖြစ်သွားစေတယ်ပေါ့နော်ဒါကြောင့်မလို့တခါတရံမှာကြိုးစားပြီးတော့မနေ့အိပ်ရာလေးလဲစောစောထားကြည့်ပါကြိုးစားပြီးတော့ရသလောက်လေးပေါ့နော်အဲ့တော့အဲ့လိုလုပ်ရင်းနဲ့မှတဖြည်းဖြည်းကျွန်တော်တို့အကျိုးကျေးဇူးတွေရှိတာသိလာတဲ့ခါကျလို့ရှိရင်အရှိန်လေးတစ်ခုအနေနဲ့အိပ်ရာထားဖြစ်စေဖို့အတွက်ကျွန်တော်တို့ဒါဖြစ်လာပါလိမ့်မယ်ပေါ့နော်ကိုစိုးတီယာပါ emotional detox and healthy mind founder ဖြစ်ပါတယ်တခုမတခုအကျိုးကျေးဇူးရသွားမယ်လို့ထင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ပေါ့နော်